Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ VPN ဆိုတာဘာလဲဆိုတာကိုတနိုင်ဆုံးစူးစမ်းပြီးတော့နားလည်လွယ်အောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းအတူ VPN ဘာလဲဆိုတာကြည့်လိုက်အောင်เนาะအဲ့တော့ VPN ဆိုတာ Virtual Private Network လို့ခေါ်တယ် Virtual Private Network Okay Virtual Private Network ကဘယ်လိုအလုပ်လုပ်တာလဲဒီကောင်ကတကယ်တော့ internet မှာအလုပ်လုပ်တာဒါ internet ကြီးမှာအလုပ်လုပ်internet မှာသူအလုပ်လုပ်တဲ့နည်းပညာတစ်ခုပဲပေါ့နော်အဲ့တော့ဒီ internet မှာနည်းပညာတစ်ခုအနေနဲ့ဘယ်လိုလုပ်တယ်ဆိုတော့မပြောခင်ကျွန်တော်တို့ကပဲအရာနဲ့ကျွန်တော်နှိုင်းရှင်ပြမလဲဆိုတော့အခုကျွန်တော်တို့တွေကဟိုအရင်တုန်းကဆိုလို့ရှိရင်เนาะဒီအလုပ်ကိုသွားရတယ်ဟုတ်တယ်မလားအလုပ်တစ်ခုလုပ်ကြပြီဟေးဆိုလို့ရှိရင်အလုပ်ကိုစီးပွားရေးဆိုလို့ဒါစီးပွားရေးကိုလုပ်ငန်းကိုသွားကြရတယ်ပေါ့နော်အဲ့တော့အဲ့ဒီလုပ်ငန်းမှာပဲကိုရီးယားများသောအားဖြင့်ကိုရီးရဲ့ဒီအရေးကြီးတဲ့အချက်လက်တွေပေါ့နော်ဘယ်လိုပြောမလဲဒါ accounting finance နဲ့ပတ်သက်တာတွေเนาะပြီးလို့ရှိရင်နောက်တစ်ခုကဘာတွေပါမလဲ HR နဲ့ပတ်သက်တဲ့ကိုဝန်ထမ်းတွေရဲ့ချက်လက်တွေပါမယ်ပြီးရင်ကို company မှာအရေးကြီးတဲ့ contract တွေစာရဲစာတမ်းတွေပြီးလို့ရှိရင်အများတန်းသုံးနေတဲ့ data ချက်လက်တွေပြီးလို့ရှိရင်တချို့တွေဆိုအဲ့လိုမျိုး application တွေရှိမယ်ပေါ့နော် internet မှာသုံးတဲ့ application တွေရှိမယ် internet မှာသုံးတဲ့ website တွေရှိမယ်ထားပါတော့အစရှိသဖြင့်ကျွန်တော်တို့အရင်တုန်းကဆိုလို့ရှိရင်အလုပ်ကိုသွားပြီးတော့လူတွေကဒီမှာအလုပ်လုပ်ကြရတယ်အဲ့တော့ဒါဒီမှာအလုပ်လုပ်နေကြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြဿနာကဘာမှမရှိဟုတ်တယ်မလားဘာလို့ဒီ information တိုင်းကိုဒီလူတွေက access ရနေတယ်တုံးတယ် okay ငါဒါလုပ်ချင်ဒီမှာပဲတုံးဒီအလုပ်ထဲကိုလာပြီးတော့တုံးလို့ရှိရင်ဒါပြဿနာမရှိနေဘူးပေါ့နော်အဲ့တော့အခုကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုတော့ထားပါတော့ business က expand ဖြစ်သွားတယ်ဗျာစီးပွားရေးကောင်းတယ်ဒါမှမဟုတ်လေ sorry တွေကဒီလုပ်ငန်းကောင်းတဲ့လူတွေကငါတော့ရန်ကုန်မှာတစ်ခုပဲခူးမှာတစ်ခုเนาะမကွေးမှာတစ်ခုဟုတ်တယ်မလားအော်စီမှာတစ်ခုစင်ကာပူမှာတစ်ခုသူတို့ကတတ်ထားမယ်ဆိုပြီးတော့ branch office တွေဖွင့်ထားတယ်ထားပါတော့เนาะအဲ့တော့ထားပါတော့အခုကျွန်တော်တို့ဒါလွယ်ပြောရင်ဒါဒီကောင်ဒီဟိုစာမှာပေါ့ဒါစင်ကာပူမှာပဲရှိထားပါတော့เนาะဒီ head office ကဟာအဲ့တော့စင်ကာပူကဟာရှိတယ်အဲ့တော့ကျွန်တော်တို့ကဗမာထပ်ဖွင့်လိုက်လဲဆိုတော့တို့က Australia မှာထပ်ဖွင့်လိုက်တယ် AU မှာကျွန်တော်တို့ကဘာဖွင့်လိုက်လဲဆိုတော့ branch office လေးဖွင့်လိုက်တယ် branch office A ပဲထားလိုက်ပါတော့အဲ့တော့ BOA ကိုဖွင့်လိုက်တယ်ဒီ branch office A ကိုဖွင့်လိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီမှာလဲကျွန်တော်တို့ကဝန်ထမ်းတွေရှိနေပြန်ရောဟုတ်တယ်မလားဒီကဝန်ထမ်းတွေကဒီမှာဒီထားပါတော့ Australia နဲ့ပတ်သက်တဲ့ data တွေတို့ကသူတို့ဘာညာသိမ်းမှုဟိုဟာဖြစ်ပေမဲ့ပေါ့နော်သိမ်းမှုလိုပေမဲ့အခုဒီကျွန်တော်တို့ဒီမှာရှိတဲ့ contract တွေဒီမှာ application တွေ web တွေကိုကျွန်တော်တို့ကသုံးဖို့လိုလာရောအဲ့ချိန်ကျရင်ကျွန်တော်တို့ကဘယ်လိုသုံးတော့မလဲဟုတ်တယ်မလားအဲ့တော့ဒီဟာတွေကိုကျွန်တော်တို့တွေကဒီ branch office ကလူတွေသုံးလို့ရအောင်လဲကျွန်တော်တို့ကလုံးမရတော့မယ်အဲ့တော့အိုးဟိုးအရင်တော့ဆိုရင်ကုန်းတတန်လေတန်ကိုစီရဒီ information တွေရမယ်ဆိုရင်ကုန်းတတန်လေတန်လားရေတန်လားအဲ့ဒါမျိုးနဲ့ခရီးတွေသွားပြီးတော့မှဒါဒီကိုပို့မယ်ပေါ့တင်းဘောတွေနဲ့ပို့မယ်လေမြန်းတွေပို့မယ်နော်ကားနဲ့ပို့မယ် something ပေါ့ဗျာအဲ့လိုတခုခုကျွန်တော်တို့ပို့တဲ့အချိန်ကြလို့ရှိရင်ဈေးကြီးပြီးတော့အချိန်တွေလည်းကုန်တယ်အကုန်လုံးအစစရဲကျွန်တော်တို့တွေတိုင်ပတ်တယ်ပေါ့ဗျာအဲ့တော့အဲ့ဒီဟာမျိုးတွေကိုကျွန်တော်တို့တွေကအဆင်ပြေခုနောက်ပိုင်းမှာအဆင်ပြေသွားတယ်ဆိုတော့ကျွန်တော်အင်တာနက်ကြီးရှိလာတယ်ဟုတ်တယ်မလားအဲ့တော့သူကအင်တာနက်ကြီးရှိလာတဲ့အချိန်မှာသူတို့ကဘယ်လိုလုပ်လဲဒီဘက်နဲ့ဒီဘက်ကို file တွေပို့မယ်ဒါမှမဟုတ်ဒီလိုမျိုးဒီ web တို့လော်လော်ပြောရရင်ဗျာဟိုစား internet မှာသုံးရမယ့် website ဒါမှမဟုတ်လို့ရှိရင် application တစ်ခု data တစ်ခုကိုပေါ့ဗျာ data ပဲပြောလိုက်ပါတော့ data တစ်ခုကိုကျွန်တော်တို့ကဒီဘက်ကနေလှမ်းပြီးတော့သုံးဖို့လိုလာပြီဟောဒီဘက်ကနေလှမ်းပြီးတော့ဟေးငါတို့ဒီဘက်မှာသုံးရတော့မယ်ဆိုသူတို့ကလှမ်းပြီးသုံးနေတာတွေကိုအဲ့လိုသုံးတဲ့နေရာမှာဘာဖြစ်မလဲဆိုတော့ကျွန်တော်ဟိုးတစ်ခေါက်ကပြောခဲ့သလိုပဲ internet ပေါ်မှာကကြတော့ခိုးဆိုးလူနိုင်တွေများတယ်ခိုးဆိုးလူနိုင်ကောင်တွေများတယ်သူတို့တွေကဘာလုပ်နေရလဲဆိုတော့သူတို့တွေကဒီကျွန်တော်တို့ internet မှာဘယ်သူမဆိုဥမာကျွန်တော်တို့လည်းပါနိုင်တယ်ဘယ်သူမဆိုပေါ့နော်ဒီ IP address လို့ခေါ်တယ်ထားတော့လိပ်စာတစ်ခုရှိတယ်သူတို့လိပ်စာတိုင်းကိုသူတို့တွေက scan ဖတ်နေဒီလိပ်စာမှာတော့တကားပွင့်နေလားမပွင့်နေဘူးလားသူတို့ကတကားပေါက်တွေကိုချောင်းနေတာမျိုးဥပမာပြောတာပေါ့နော်အဲ့တော့သူတို့တွေကဘယ်ဟာကို attack လုပ်ရမလဲတချို့တွေဆိုလို့ရှိရင်လည်းသူတို့တွေကဒီမှာကိုစီးပွားရေးကိုကဲဥတီထားနေတယ်ဆိုအဲစီးပွားရေးကိုပဲသူတို့တွေကလမ်းကြည့်ပြီးတော့ဒီစီးပွားရေးပတ်ဝန်းကျင်ကဘယ်လိုမျိုးတွေဟာကွက်တွေရှိနိုင်မလဲဘယ်လိုမျိုးဝင်ဖောက်လို့ရမလဲဒါမျိုးတွေကြည့်မယ်အဲ့တော့ထားတော့ပြောချင်တာ internet ကြီးဒီမလုံခြုံတဲ့နေရာမှာရှိတဲ့အတွက်ကျွန်တော်တို့တွေကအခုကျွန်တော်တို့ data တွေကိုဒီလိုပုံမှန်တိုင်းဒီကနေ online ကနေပဲကျွန်တော်တို့တွေက internet ကြီးကနေပဲဟေးဒါလေးတော့ access လိုချင်တယ်ဆိုပြီးကျွန်တော်တို့တွေကလှမ်းပြီးတော့သုံးနေတယ်ဟေးဆိုလို့ရှိရင်
ဒီခိုးဆိုးလူနိုင်လူဆိုးတွေကကျွန်တော်တို့စီကနေအချက်လက်ကြီးတွေပါသွားလို့ရှိရင်ကျွန်တော်တို့လစ်ပြီးကျွန်တော်တို့စီးပွားရေးကိုတို့ဒုက္ခပေးနေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်เนาะကျွန်တော်စီးပွားရေးကိုဘယ်လိုပြောမလဲဟိုအကြက်ကပြီးတော့ပတ်စံလိုချင်တာလည်းဖြစ်နိုင်တယ်တခြားမျိုးစုံတို့တွေဒုက္ခပေးနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့တွေကစဉ်းစားရပြီဘယ်လိုမျိုးလုပ်ရင်ကောင်းမလဲ okay အဲ့ဆိုလို့ရှိရင်ဒီ VPN ဆိုတဲ့ဟာကြီးဒီအဲ့ဒီဟာမှာ तू ကစပြီးတော့အသုံးတဲ့ပြီပေါ့ဗျာအဲ့တော့ဘာလုပ်လိုက်လဲဆိုတော့ဒီတနေရာနဲ့တနေရာကိုပေါ့နော်ကျွန်တော်တို့ကဒီ internet ကိုဖြတ်ပြီးတော့သူတို့တွေကတဒါကြီးတစ်ခုထိုးလိုက်တယ်ဒါပေမဲ့အဲ့တဒါကြီးကဘယ်လိုမျိုးတဒါကြီးလဲဆိုတော့ तू ကဒီကာဗာကာယန်နေအုပ်ထားပြီးတော့အထဲမှာလဲ तू ကဘယ်လိုလုပ်ထားလဲဆိုတော့ဟိုဘယ်သူမှဖတ်လို့မရအောင်ဟိုပြောက်တော့ရေးထားတယ်ပေါ့ပြောက်တော့ဆိုတော့အဲ့လိုမျိုးလူနားမလဲအောင်စကားတွေဥမာဒီလိုမျိုးတစ်ခုခုပေါ့ဗျာဟိုဘယ်ဘာသာစကားမှနားမလဲတဲ့ဟာမျိုးတွေနဲ့သူတို့တွေကရေးထားပြီးတော့ encrypt လုပ်ထားတယ်လို့ခေါ်တယ်ပေါ့နော်သူကဒါကိုဟိုလျှို့ဝှက်ထားတဲ့လျှို့ဝှက်စာတွေနဲ့လို့ဥပမာပြောရရင်တော့အဲ့လိုမျိုး encrypt လုပ်ပြီးတော့သူတို့တွေကဒီတရားကြီးလှိုင်ကောင်းကြီးကိုသူတို့က internet ပေါ်ကနေသူတို့ကဖောက်လိုက်တယ်အဲ့လိုဖောက်လိုက်တာဒီအဲ့ဒီဟာကြီးအဲ့ဒီအရာကြီးဒီကိုကျွန်တော်တို့တွေကဘယ်လိုခေါ်လဲဆိုတော့ VPN လို့ခေါ်တယ်အဲ့တော့ဒါကြီးဒီ network တစ်ခုဖြစ်သွားတယ်ဘာဖြစ်သွားလဲ virtual ဖြစ်တဲ့နော်အပေါ်မှာ virtual ဖြစ်နေတဲ့ထိရကန်ရလို့မရတဲ့ virtual သဘောမျိုးဖြစ်တယ်ပြီးရင် private ဖြစ်တယ်เนาะဘယ်သူမှမသိဘူး public မဟုတ်ဘူးဒီ internet ကြီးကသာ public ဖြစ်နေတာပေါ့เนาะဒီကောင်ဒီ private ဖြစ်တယ် private ဖြစ်တဲ့ network ပေါ့เนาะအဲ့တော့ဒီဘက်ကရှိတဲ့လူတွေဒီအခုသူတို့ကဘယ်လိုသုံးလို့ရပါပြီလဲဆိုတော့ okay ဒီထဲကနေဒီတန်နယ်ကနေလာပြီးတော့မှသူတို့ကဒီထဲကိုသုံးတော့မယ်အဲ့တော့သူတို့ဒီ Australia မှာနေတော်ညာလဲဒီစင်ကာပူမှာရှိတဲ့ head office က data တွေကိုသုံးလို့ရနေတယ်မသိရင်သူတို့ကဒီ head office ကလူတွေအတိုင်းပဲအဲ့တော့နေရနိုင်ငံမြို့တွေမတူတော့ညာလဲဒီ VPN ခံလိုက်တဲ့အတွက် VPN သုံးလိုက်တဲ့အတွက်သူတို့တွေဒီဒါနေရာတစ်ခုထဲမှာရောက်နေတယ်လို့ပဲဒီနေရာတစ်ခုကလိုချင်တဲ့နေရာ destination ပေါ့နော်ကိုလိုချင်တဲ့နေရာရဲ့လိုချင်နေရာမှာရှိတဲ့ဒါမှအခုဆိုလို့ရှိရင် head office ကစင်ကာပူမှာရှိတဲ့ဟာနဲ့အတူတူပဲတနေရာထဲမှာရှိတယ်လို့ virtually သူတို့တွေဟာအဲ့နားမှာရောက်နေတယ်လို့ပဲသူတို့တွေကသုံးလို့ရသွားတယ်ဆိုတာမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ VPN ဒီတနည်းအားဖြင့်ကျွန်တော်တို့ဒီမှာဒီ internet ကြီးဆိုရဲခိုးဆိုးလူနိုင်တွေပေါ့တဲ့မှာရှိပေမဲ့ကျွန်တော်တို့ဟာတန်နယ်ဖောက်လိုက်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်ကိုကျွန်တော်တို့တွေဟာ secure channel ကနေ secure data တွေကိုကျွန်တော်တို့တွေဟာအချက်တွေအလက်တွေကိုဒီကနေတစ်ဖက်နဲ့တစ်ဖက်ကိုပို့ဆောင်လို့ရအောင်လုပ်ပေးတဲ့နည်းပညာတစ်ခုဖြစ်တယ်ဆိုတာပါပဲအဲ့တော့ဒါဒီ BOA branch office A เนาะဒီမှာ head office ရှိမယ်အဲ့လိုပဲကျွန်တော်တို့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့မှာက branch office B ထွက်လာခဲ့ရင် BOB Bob ထွက်လာခဲ့ရင်เนาะ branch office B ထွက်လာခဲ့ရင် BOB ဒီလဲကျွန်တော်တို့ဒီတန်နယ်ဖောက်ပြီးတော့ပေါ့နော်ဒါတန်နယ်ဖောက်ပြီးတော့ဒါကျွန်တော်တို့ data တွေကိုကျွန်တော်တို့ဒီကနေတည်သွားလို့ရပါတယ်အဲ့တော့ဒီ BOA နဲ့ BOB ကိုပြောချင်တယ်ဆိုလို့ရှိရင်လည်းအတူတူပါပဲကျွန်တော်တို့ဒီနေရာကနေတန်နယ်ဖောက်ပြီးတော့ဒါကျွန်တော်တို့ဒီ branch နှစ်ခုကိုကျွန်တော်တို့ဒါအဆက်အသွယ်ပေးလုပ်ပါတယ်ပေါ့နော်အဲ့တော့ဒါဒီ concept ဒီဒါ VPN ပါပဲအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ဒါဒီကျွန်တော်တို့ site to site VPN တွေဖြစ်တယ်ဒါ IPsec ကိုသုံးထားတဲ့ဟာတွေဖြစ်တယ် IPsec ဆိုတော့ကျွန်တော်တို့နည်းပညာ protocol ကိုသုံးထားတာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ကဘာရှိလဲဆိုတော့ခုနကပြောတဲ့အထဲမှာကျွန်တော်တို့တွေကဒါတွေဒီ location တွေမှာ building တွေဖြစ်တယ်အဲ့တော့အတူတူပါပဲ head office က data တွေကိုကျွန်တော်တို့သုံးရင်နောက်တစ်ခုဘယ်နေရာနဲ့ထပ်သုံးလို့ရလဲဆိုတော့ကျွန်တော်နောက်ကာလာလေးတစ်ခုနဲ့ဆွဲလိုက်မယ်အဲ့တော့ဒီကောင်ဒီ remote ကျွန်တော်တို့အပြင်မှာဥပမာကျွန်တော်တို့ဆို work from home လုပ်နေရတဲ့လူတွေအတွက်အိမ်မှာထိုင်ပြီးတော့ work from home လုပ်နေရတဲ့လူတွေအတွက်ကတော့ဒီလိုမျိုးကျွန်တော်တို့ဒီ head office မှာသုံးနေတဲ့ကျွန်တော်တို့မှာ remote software တွေရှိမယ်ဒီ remote ဒီ head office IP နဲ့မှကျွန်တော်တို့ client တွေကိုသုံးလို့ရမှာရှိတယ်အဲ့တော့ဒီ remote ကလုပ်တဲ့လူတွေအတွက်ကတို့ကျွန်တော် head office ကိုလည်း access ရဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီမှာလည်း VPN client လေးရှိတယ် VPN ကနေကျွန်တော်တို့ကနေဒီလိုမျိုးပဲထပ်ပြီးတော့ဒါထပ်ပြီးတော့ဒီမှာတန်တယ်ဖောက်လိုက်ပါတယ် internet ကိုဖြတ်ပြီးတော့ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေလည်းလိုအပ်တဲ့ဒါ information တွေလိုအပ်တဲ့အသုံးချစရာတွေရှိရင်ကျွန်တော်ဒီနေရာနေပဲကျွန်တော်တန်နေရပဲသုံးပါတယ်အဲ့တော့ဒါဒီ VPN မှာအဲ့တော့ဒီ remote access နဲ့ဒီ remote VPN နဲ့ဒီ remote လုပ်တဲ့လူတွေဒီဒါကျွန်တော်တို့မြန်မာနိုင်ငံမှာနော်မြန်မာနိုင်ငံမှာ VPN ခံသုံးတယ် VPN ခံသုံးတယ်ဆိုပြီးတော့ on နေကြတာ
မှတ်မိကြမယ်လားအခုသိကြတယ်ပေါ့နော်မှတ်မိကြရတော့အခုလည်းသုံးနေတော့မြန်မာနိုင်ငံမှာ Facebook ကိုနော်ကျွန်တော်တို့ကသုံးလို့မရပါဘူးနော်မြန်မာနိုင်ငံ ISP တွေကဒါသူတို့ ban ထားတယ်ဆိုတော့အခုအဲ့ဒီဟာကိုကျွန်တော်တို့ကသုံးလို့မရတဲ့အတွက်ကျွန်တော်တို့က VPN ကိုခံသုံးရတယ်လို့ပြောပါတယ် VPN တွေသုံးရတယ်ဟုတ်တယ်မလားအဲ့တော့ဒါ mobile phone ထဲမှာဆိုလို့ရှိရင်လည်းเนาะဒါကို mobile phone တစ်ခုထဲမှာသူက VPN client တစ်ခုကိုထည့်လိုက်တယ် VPN application ပေါ့နော် VPN app လေးကိုထည့်လိုက်တယ်အဲ့ဒါလေးကိုထည့်ပြီးတော့ကျွန်တော်တို့ဘာတွေရှိလဲဆိုတော့အဲ့ဒီ VPN client app ကနာမည်မျိုးစုံရှိမယ်အဲ့တော့အဲ့ဒီထဲမှာသူတို့တွေကဘာကိုသုံးတာလဲဆိုတော့ VPN server တွေရှိတယ် VPN server တွေကမျိုးစုံရှိတယ်နိုင်ငံမျိုးစုံနဲ့ Australia ရှိမယ် Thai ရှိမယ်เนาะ Singapore ရှိမယ်မျိုးစုံနိုင်ငံမျိုးစုံနဲ့ကျွန်တော်တို့ရှိမယ်ဗျာအဲ့တော့အဲ့ဒီဟာတွေကနေဒီနိုင်ငံတွေဒီ Facebook ကိုမဘန်းပါဘူး Facebook သုံးလို့ရတယ် Facebook သုံးလို့ရတယ်အဲ့တော့ concept တွေအတူတူပါပဲအခုဒီကျွန်တော်တို့ဒီဖုန်းတွေမှာသုံးထားတဲ့လူတွေဒီ client တွေသူတို့ဒီ VPN server ကိုတွားချိတ်ပြီးတော့ VPN server နဲ့သူတို့ဒီ encrypt လုပ်ပြီးတော့ဒီ Facebook ကိုသူတို့သုံးတာဖြစ်ပါတယ်အဲ့တော့သူတို့ဒီမြန်မာနိုင်ငံမှာရှိနေတော့ညာလဲသူတို့ရဲ့တကယ် network သူတို့ရဲ့ဒီဖုန်းဒီသူတို့ရဲ့ network ဒီ Australia network ထဲကိုရောက်သွားတဲ့အတွက်ဒီ Facebook ကိုသူတို့ကသုံးလို့ရခြင်းဖြစ်ပါတယ်အဲ့တော့ဒါဒီ VPN ဖြစ်ပါတယ်လို့အဲ့တော့အားလုံးနားလည်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ပြောရမှာကဲပြီးမရှင်းတာရှိရင်ကျွန်တော်ဟို comment ကနေကျွန်တော်လှမ်းမေးလို့ရပါတယ်ကျွန်တော် direct ဆက်သွယ်မေးလို့ရပါတယ်ကျွန်တော်တက်နိုင်တဲ့လောက်ရှင်းပြပါမယ်ကျွန်တော် post လေးအဆင်ပြေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကို like and share လေးတော့လုပ်ပေးဖို့ကျွန်တော်ဒီနေ့နဲ့မေတ္တာရက်ခံပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ကျမ်းမာကြပါစေ see you